ဥပုံနေ့ဆိုတာဂျူးလူမျိုးတွေအတွက်ပဲလားဒါမှမဟုတ်ခရစ်ယာန်တွေအားလုံးအတွက်မဟုတ်ဘူးလားဂျူးတွေအတွက်တီးတန့်ပဲလားဒီရဲ့မေးခွန်းတော်တော်များများကျမတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုတနေ့ကလည်းဆရာတယောက်ကဥပုံနေ့အကြောင်းကိုတော့ပြောသွားတယ်နော်ပြောသွားတာကျမကြည့်ဖြစ်လိုက်ပါတယ်တွေ့လိုက်ပါတယ်ဆိုတော့ဥပုံနေ့ဆိုတာလူကသတ်မှတ်ရတာလားဖယားသခင်ကသတ်မှတ်ရတာလားဖယားသခင်ရဲ့ဥပုံနေ့ကိုလူကသတ်မှတ်ပေးလို့မရဘူးဖယားကပဲသတ်မှတ်ရတာအဲ့ဒါနံပါတ်1အနေနဲ့ကျမသိစေချင်တာဆိုတော့ဖန်ဆင်းရှင်ဘုရားသခင်ကဥပုံနေ့မှာသူကအနားယူတဲ့6ရက်ပတ်လုံးကိုသူကဖန်ဆင်းခြင်းလုပ်ငန်းစဉ်ကိုလုပ်တယ်9ရက်မြောက်တဲ့နေ့မှာသူကအနားယူတယ်အဲ့ဒီသူအနားယူတဲ့နေ့ကိုဥပုံနေ့ဆိုပြီးတော့ဘုရားသခင်ကကောင်းကြီးပေးပြီးတော့တန့်ရှင်းစေတယ်လို့ပြောတာဆိုတော့သူ့ကိုယုံကြည်တဲ့သူအရောက်ချင်းစီတိုင်းဟာအဲ့ဒီရဲ့ဥပုံနေ့မှာနားဖို့ရန်အတွက်ဘုရားသခင်ကကျမတို့မှာထားတာနော်ဒါကြောင့်သခင်ယေရှုလာတဲ့ချိန်မှာလေသခင်ယေရှုကဥပုံနေ့ကိုမချိုးဖောက်ခဲ့ဘူးသူကိုယ်တိုင်ကဥပုံနေ့မှာစောင့်တယ်ဥပုံနေ့မှာအနာရောဂါငြိမ်းစေတယ်လို့ပြောတာဒါကြောင့်ဥပုံနေ့ကပယ်ဖြတ်ရမလားဆိုတော့မပယ်ဖြတ်ရအောင်ဒါကိုကျမတို့ကဥပုံနေ့ကျတော့ဖယ်ထားပြီးတော့မှသခင်ယေရှုထမြောက်တဲ့ရှင်ပြန်ထမြောက်တဲ့နေ့တနင်္ဂနွေနေ့ကိုကျမတို့ကသွားပြီးတော့အဲ့ဒီနေ့မှာကျမတို့ဖခင်ကိုသွားပြီးတော့ချီးမွမ်းတာနေ့ရက်တိုင်းကတော့ကျမတို့ဖခင်နဲ့အတူရှိတာတော့ကောင်းတယ်ဒါပေမဲ့ဥပုံနေ့ဆိုတာလူကသတ်မှတ်ရတာမဟုတ်ဘူးဖခင်သခင်ကသတ်မှတ်ပေးရတယ်ဆိုတာကိုလည်းကျမတို့ကသိဖို့လိုတယ်ဆိုတော့ရှင်ပြန်ထမြောက်ရနေ့မှာဝတ်ပြုစည်းဝေးကြတယ်လို့ကျမ်းစာကပြောတယ်ပထမနေ့အဲ့ဒီရဲ့နေ့ရက်ကနော်ဥပုံနေ့မဟုတ်ပါဘူးရှင်ပြန်ထမြောက်ရတဲ့နေ့ကိုရှင်ပြန်ထမြောက်တဲ့နေ့မှာပဲထားပါဥပုံနေ့ကိုပယ်ထားပြီးတော့ပယ်ထားရလောက်အောင်ထီတော့မလုပ်သင့်ပါဘူးဒါကိုသိစေချင်တယ်ပြီးတော့ကျမ်းစာကဥပုံနေ့ဟာဂျူးတွေအတွက်ပဲလို့ကျမ်းစာကမပြောထားပါဘူးတကယ်လို့ဥပုံနေ့ကဂျူးတွေအတွက်ပဲဖြစ်မယ်ဆိုဖန်ဆင်းခြင်းအားလုံးကလည်းဂျူးတွေအတွက်ပဲတည်တံ့ဖြစ်နေမှာပေါ့ဟုတ်တယ်မလားဆိုတော့တချို့ကပြောတယ်ဒီဥပုံနေ့ကစနေနေ့ပြောတယ်တချို့ကတောက်ကြနေ့ဆိုတော့ဥပုံနေ့ဆိုတာတောက်ကြနေ့နေမဝင်ခင်ကနေစနေနေ့နေမဝင်ခင်ထိကိုဥပုံနေ့လို့ခေါ်တယ်နော်ဆိုတော့တောက်ကြနေ့နေမဝင်ခင်ကနေစနေနေ့နေမဝင်ခင်ထိကိုဥပုံနေ့ဖြစ်တယ်ဆိုတော့တောက်ကြနေ့ညနေပိုင်းကနေစပြီဆိုတာပြောချင်တာနော်ကျမ်းစာကဥပုံနေ့ဆိုတော့သခင်ယေရှုကသူတကယ်ထမြောက်တဲ့ချိန်မှာလဲနော်သူကဒီဥပုံနေ့ကိုပြောင်းလဲတယ်လို့သူမပြောဘူးပါဘူးသူကိုယ်တိုင်ကိုနှိုက်ကဥပုံနေ့မှာလဲတရားစရက်ဒီမှာသွားတယ်ဆိုတဲ့အကြောင်းအရာတွေအနာရောဂါငြိမ်းစေတဲ့အကြောင်းအရာတွေကိုသူအများကြီးပြထားတာပြောထားတာဆိုတော့ဥပုံနေ့ကဘုရားသခင်ကကောင်းချီးပေးတဲ့နေ့ဖြစ်တယ်ဆိုတဲ့အရာကသခင်ယေရှုကလည်းလောကမှာကြွလာတဲ့ချိန်မှာဥပုံနေ့မှာအနာရောဂါငြိမ်းစေတယ်ဆိုတာဥပုံနေ့ဟာကောင်းချီးပေးတဲ့နေ့ဖြစ်တယ်ဆိုတဲ့အရာကိုတွားပြီးတော့မှသိတာစေတာထင်ရှားစေတာပေါ့ဒါကြောင့်ကျမတို့ယုံကြည်သူခရစ်ယာန်တွေကဥပုံနေ့ကတော့ဂျူးတွေအတွက်ပဲဖြစ်တယ်ငါတို့ခရစ်ယာန်တွေနဲ့မဆိုင်ဘူးဆိုတဲ့အရာတွေလောက်လာတာကဖန်ဆင်းခြင်းဘုရားသခင်ရဲ့နော်6ရက်ပတ်လုံးဖန်ဆင်းပေးခြင်းကိုကျမတို့ကအတိမတ်မပြုတ်ဘူးဆိုတဲ့အတိတ်ပဲသွားပြီးတော့တက်ရောက်နေတယ်ဒါကြောင့်တင်ဥပုံနေ့ကိုစောင့်နိုင်လားမစောင့်နိုင်ဘူးလားဆိုတဲ့အရာထက်တင်ဥပုံနေ့ကိုလက်ခံတာလားလက်မခံဘူးလားဆိုတဲ့အရာကပိုလို့ရေးကြီးနေတယ်ဒီကနေ့မှာကျမတို့ခရစ်ယာန်တော်တော်များများကဥပုံနေ့ဘုရားသခင်ရဲ့ဥပုံနေ့ကဂျူးတွေနဲ့ပဲဆိုင်တယ်ငါတို့နဲ့မဆိုင်တော့ဘူးဆိုတော့ပယ်ထားတာပေါ့လေဆိုတော့ဥပုံနေ့ဟာလူကသတ်မှတ်ရလားဘုရားသခင်ကသတ်မှတ်ရတာလားအဲ့ဒါကျမတစ်ချက်ပဲမေးချင်တယ်ဆိုတော့ဘုရားသခင်ရဲ့ဥပုံနေ့ကြီးကိုဖယ်ထားပြီးတော့မှသခင်ယေရှုထမြောက်တဲ့နေ့ရှင်ပြန်ထမြောက်ရနေ့မှာကျမတို့ဝတ်ပြုကိုးကွယ်တာကကိုးကွယ်လို့ရပါတယ်ဒါပေမဲ့ဥပုံနေ့ကိုမေ့ရလောက်အောင်ထိဥပုံနေ့ကိုပြစ်ပယ်ရလောက်အောင်ထိလို့လားလို့သလားအဲ့ဒါကိုကျမကတော့ဒီနေ့မှာမေးခွန်းထုတ်ချင်တယ်ဒါကြောင့်ဘုရားသခင်ရဲ့ဥပုံနေ့ဟာ9ရက်မြောက်တော့နေ့တသမနေ့မှာကြာတယ်တသမနေ့ဆိုတာကျမတို့စနေနေ့သွားပြီးတော့ကြာတာပါနော်ဆိုတော့ဘုရားသခင်ရဲ့တန်ရှင်းရဥပုံတော်နေ့ဟာလူကတတ်မှတ်ရတာမဟုတ်ဘူးဘုရားကတတ်မှတ်ရတာဘုရားကိုယ်တိုင်ကတတ်မှတ်ပေးထားတာအဲ့ဒီဘုရားတတ်မှတ်ပေးထားတာလူစိတ်ဆန္ဒနဲ့အလျောက်ကျမတို့ကသွားပြီးတော့ဖယ်ချပြီးတော့ကျမတို့စိတ်ကြိုက်ရှင်ပြန်ထမြောက်တဲ့နေ့တနင်္ဂနွေနေ့ဆိုပြီးဒီတနင်္ဂနွေနေ့ကြီးထဲပဲကျမတို့ကသွားပြီးတော့မှဒီလိုမျိုးစီဝေးကြတာပေါ့လေဆိုတော့နေ့ရက်တိုင်းမှာဘုရားနဲ့အတူသွားလာခြင်းကကောင်းပါတယ်ဒါပေမဲ့ဥပုံနေ့ကိုကျမတို့မေ့ပြီးတော့ပယ်ထားပြီးတော့မှဖယားရဲ့အတိမတ်ပြုတဲ့ဥပုံနေ့ကိုဖယ်ထားလောက်အောင်ထီတော့ကျမတို့မလုပ်သင့်ပါဘူးဒါကိုကျမသိစေချင်တဲ့ခရိယာန်တွေကိုနေ့ရက်တိုင်းကိုဖယားနဲ့သွားလို့ရတယ်ဖယားနဲ့အတူတကွနေ့ရက်တိုင်းမှာဖယားနဲ့အတူတကွရှိဖို့လိုတယ်သူ
တို့တော့ဥပုံနေ့ဟာဖရာသခင်ကသတ်မှတ်ပေးတယ်ဆိုတဲ့အရာကိုကျမတို့ကသိဖို့လိုတယ်ဒါကိုပယ်ဖို့မဟုတ်ဘူးဆိုတော့ဒီနေ့ဒီချိန်ထိဣသရေလလူမျိုးတွေအစ္စရေးလူမျိုးတွေကဖရာသခင်ရဲ့တန့်ရှင်းရာဥပုံနေ့ကိုဒီနေ့ဒီချိန်ထိသူတို့စောင့်နေတယ်နော်ဒါကြောင့်အစ္စရေးနိုင်ငံမှာတောက်ကြနေညနေကနေစပြီးစနေနေ့ညနေဆိုရင်အကုန်လုံးဆိုင်နေပိတ်အလုပ်တွေပိတ်အကုန်လုံးနော်အပြင်မှာဈေးဆိုင်တော့မရှိတော့မရောင်းကြတော့အစ္စရေးမှာနော်အစ္စရေးရဲ့အကြောင်းတွေကိုလေ့လာတဲ့သူတော်တော်များများသိလိမ့်မယ်အစ္စရေးနိုင်ငံမှာနေဖူးတဲ့သူလည်းသိလိမ့်မယ်ဥပုံနေ့မှာကားတွေတောင်မထွက်တော့ဘူးတုံယုံကားတွေကမထွက်တော့ဘူးအကုန်လုံးတိတ်ဆိတ်ပြီးတော့နေတာဘာကြောင့်လဲဖန်ဆင်းရှင်ဘုရားသခင်ရဲ့တတ်မှတ်ပေးထားတဲ့နေ့ကိုအတိမတ်ပြုတာဆိုတော့တပါးတော်မျိုးသားတွေကကျမတို့ကသခင်ယေရှုကိုယုံကြည်လက်ခံတယ်ဆိုပြီးဘုရားသခင်ရဲ့ဥပုံနေ့ကိုပြစ်ပယ်နေတာလက်မခံခြင်းကဘာကြောင့်လဲကျမတို့ကိုးကွယ်နေတာတော့ဣသရေလလူမျိုးတွေဖျားကိုကိုးကွယ်နေတယ်ဆိုပြီးမှကျမတို့ပြစ်ပယ်နေတာအဲ့ဒီဖန်ဆင်းရှင်ကတတ်မှတ်ပေးတဲ့ဥပုံနေ့ကြီးကိုကျမတို့ကပြစ်ပယ်နေခြင်းကဖယ်ထားတာဖယ်နေခြင်းကဖျားရဲ့ဖန်ဆင်းပေးခြင်းကိုကျမတို့အတွက်မဟုတ်ဘူးလို့ခံယူလိုက်တာနဲ့အတူတူပါပဲဖျားသခင်ရဲ့ဖန်ဆင်းပေးခြင်းကိုကျမတို့အတွက်ဟုတ်တယ်လို့ကျမတို့ခံယူရဆိုရင်ဥပုံနေ့ဟာလည်းကျမတို့အတွက်ဖြစ်တယ်ဆိုတာကိုကျမတို့ကလက်ခံရမယ်။ဂျူးတွေဟာဟိုဟာဒီဟာအဲ့ဒါဆိုရင်ဓမ္မဟောင်းကျမ်းကဂျူးတွေအကြောင်းပဲရေးထားတယ်ဒီဣသရေလလူမျိုးအကြောင်းပဲရေးထားတယ်ဆိုရင်ကျမတို့မသုံးဘဲနဲ့နေရတော့မလား။ဂျူးတွေဟာပဲလို့ပြောရဲဆိုရင်လေဘာလို့အခုချိန်ဒီကျမတို့သုံးနေလဲဒီဓမ္မဟောင်းဒါကြောင့်ကျမပြောချင်တာကျမ်းစာရှိသမျှဒီဘုရားသခင်မှုတ်သွင်းတဲ့အတွက်ကြောင့်ဥပုံနေ့ဆိုတာလေဘုရားသခင်ကပဲတတ်မှတ်ရတယ်လူကတတ်မှတ်လို့မရဘူးလူကတတ်မှတ်လို့ရတဲ့အရာကလူရဲ့အကြိုက်ဖြစ်သွားတယ်ဖျားသခင်သတ်မှတ်ပေးထားတဲ့အရာကိုလိုက်လောက်တာမှဖျားရဲ့အကြိုက်ဖြစ်တယ်နော်ဒါကြောင့်ဒီကနေ့မှာကိုးကွယ်ခြင်းဆိုတာလဲလူကသတ်မှတ်ရမှာမဟုတ်ဖျားသခင်ကသူ့ကိုဘယ်လိုကိုးကွယ်ရမလဲဆိုတော့ तू ကသတ်မှတ်ပေးထားတာသူ့ကိုဘယ်နေ့ရက်မှာကိုးကွယ်ရမလဲဆိုတာလဲ तू ကသတ်မှတ်ပေးထားတာ तू နဲ့အတူရှိဖို့ရန်အတွက်နေ့ရက်လဲဖျားသခင်ဥပုံနေ့ဆိုတာလဲ तू ကရွေးပေးတာကျမတို့အတွက်လေဆိုတော့လူကဖျားရဲ့စကားကိုနားထောင်ဖို့နာခံပြီးတော့လိုက်လျှောက်ဖို့ပဲဖြစ်တယ်ဖះကိုသွားပြီးတော့ဆရာကြီးလို့တော့မရအောင်เนาะအဲ့ဒါလေးသိစေချင်တယ်ဒါကြောင့်ဥပုံနေ့ရဲ့မေးခွန်းနေကျမအများကြီးခဏဖြေတာကဘာကြောင့်လဲဆိုတော့ကျမကဥပုံနေ့အသိတော်ဖြစ်လို့ပဲကျမဖြေတာမဟုတ်ပါဘူးကျမ်းစာထဲမှာရှိတဲ့အရာကိုဖះသခင်သတ်မှတ်ပေးတဲ့အရာကိုကျမတို့မေ့လို့မရဘူးဆိုတော့ကျမကပြောချင်တာဖြစ်ပါတယ်เนาะပြောချင်တာဖြစ်ပါတယ်ဒါကြောင့်ဥပုံနေ့ဟာဂျူးတွေအတွက်တီးတန့်ပဲမဟုတ်ပါဘူးဖန်ဆင်းရှင်ကိုလက်ခံတဲ့ယုံကြည်သူသားသမီးအယောက်ချင်းစီတိုင်းအတွက်ဥပုံနေ့ဟာကျမတို့အတွက်ဖြစ်ပါတယ်အဲ့ဒါကိုကျမသိစေချင်တယ်ဆိုတော့ thank you ပါဒီလောက်ပါပဲ God bless you